မိုင်း3000လောက်ရှိတဲ့ငကားကြီးကြောင့်ငလင်းလောက်ရကြောင်ပြောလာတဲ့မိုင်းဖုံးဆရာတော်မြန်မာနိုင်ငံရဲ့မြေအောက်မှာမိုင်းပေါင်း3000လောက်ရှိလျက်တဲ့ငကားကြီးတစ်ကောင်ကစောင့်ရှောက်နေကြောင်းအဆိုပါငကားကြီးကြောင့်ငလင်းလောက်တာဖြစ်ကြောင်းမိုင်းဖုံးဆရာတော်ကြီးကရှင်းပြပါရယ်တိတ်ဖန်ဒီနဲ့ဘူမိအနီးအရတော့တာမန်အားဖြင့်ငလင်းလောက်တယ်ဆိုတာကမြေကြီးအောင်အပေါ်ရံမြေချက်အလွှာတွေပုတ်တက်ရာကနေလောက်တာပါအထူးသဖြင့်မြေချက်အလွှာတွေပုတ်တက်ရာကနေမြန်မာနိုင်ငံအလဲတောင်ထဲမြောက်တန်းနေစကိုင်းပြည့်ရွေကြောကြောင့်လို့ဆိုရပါမယ်ဒါပေမဲ့မိုင်းဖုံးဆရာတော်ကြီးရဲ့အဆိုအရမက်စလာ28ရက်နေ့မှာငလင်းလောက်ခဲ့ရာကမြန်မာနိုင်ငံမြေကြီးအောင်မှာဆောင်ရှောက်နေတဲ့မိုင်ပေါင်း3000ကျော်ရှည်လျားတဲ့ငကားကြီးကြောင့်လို့သိရပါတယ်။မိုင်းဖုံးဆရာတော်ကြီးကဒီလိုမျိုးဟောကြားချက်ကိုတချို့သောသိပ္ပံပညာကိုယုံကြည်တဲ့သူတွေဘာသာရေးမယုံစားကြတဲ့လူတွေကတော့သိပြီးတော့အယုံကြည်မရှိပါဘူး။အထူးသဖြင့်တော့မြန်မာနိုင်ငံအစွန်ဆုံးပူတာအိုကနေကော်တောင်းထီတောင်မိုင်3000မရှိပေမဲ့မိုင်းဖုံးဆရာတော်ကတော့မြန်မာနိုင်ငံအောက်ကမိုင်3000ရှိတဲ့ငကားကြီးကြောင့်ငလင်းလောက်တယ်လို့ပြောခဲ့တာဖြစ်ပါတယ်။မိုင်းဖုံးဆရာတော်ဟာတာမန်လူတွေမမြင်နိုင်မတွေ့နိုင်တဲ့မသိနိုင်တဲ့ကိစ္စတွေကိုထိုးထွင်းသိမြင်နေရပါအထူးသဖြင့်တော့တရားကျင့်ကြံထားတဲ့မိုင်းဖုံးဆရာတော်ကြီးဟာဇန်အပိညာရပြီးတော့အရာအလုံးကိုထိုးပေါက်မြင်နိုင်စွမ်းရှိပါတယ်။လက်ကားကြီးဟာနှစ်ပေါင်းများစွာအကြာမှာတစ်ခါလူးလွန်လှုပ်ရှားလေးရှိပြီးတော့မြန်မာပြည်မှာငလင်ကြီးတွေလှုပ်လေးရှိရလို့မိုင်းဖုံးဆရာတော်ကရှင်းပြပါတယ်။ဒီလိုမျိုးလက်ကားကြီးလှုပ်ရင်အခုတို့များတဲ့သူတွေဟာအသက်အိုးအိမ်စီးစိမ်တေးချေပျက်စီးရတယ်လို့မိုင်းဖုံးဆရာတော်ဘုရားကြီးကဟောကြားခဲ့တာဖြစ်ပါတယ်ရှင်။